Hello အားလုံးပဲမင်္ဂလာပါစုရဲ့မြန်မာနိုင်ငံအလေပြန်တဲ့ blog လေးတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကတော့သူများရဲ့အလှူမှာဝါဒီသွားစိန်နဲ့အလုပ်အားပေးခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်ဘသူရဲ့အလှူလဲဆိုတော့စုကောင်လေးတာစုပါပေါ့နော်သူတို့ဖျားနေကစားတင်ပြီးတော့ဘုံကြီးเจ้าမှာပေါ့နော်နေစွန်းကတ်တဲ့အလှူဖြစ်ပါတယ်အဲ့တော့စုတို့မနက်အစောကြီးရန်ကုန်ကနေပြီးတော့ထွက်ပါတယ်ဆမ်လိုက်ဘက်မှာသူတို့ရဲ့အမျိုးတွေကိုသွားခေါ်တယ်ပေါ့နော်ပြီးတော့အဲ့မှာရေကဲမှုတွေပါတယ်ဝယ်ဖို့အတွက်ဈေးတွေဝင်တယ်ဘုံကြီးเจ้าကဘယ်မှာရှိရလဲဆိုတော့တကုံမျိုးတစ်ဘက်မှာရှိတဲ့ဒီညရွှေပင်ဖုန်ကြီးကျောင်းမှာပေါ့နော်ဖျားနေကစားတင်ရင်းနဲ့ဘာဆိုတင်ငယ်နဲ့ကတ်မယ်ပြီးတော့နေစွန်းလဲကတ်မှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့နေဆိုရင်တော့နိုင်ဝက်45မိနစ်လောက်တော့မောင်းရတယ်ပေါ့နော်အခုတော့ဖုန်ကြီးကျောင်းရောက်ပါပြီဖုန်ကြီးကျောင်းကလေတော်တော်လေးဝင်းရအကျယ်ကြီးပဲပြီးတော့တန်ဃာတွေလည်းအများကြီးရှိရပြီးတက်ကတ်စာပေတို့လိုက်စားတဲ့စာတင်သားတွေများပါတယ်အဝါလာတာအပါယူမှာဟုတ်ပါသမီးတဲ့တော့ဖုန်းကြောင်ဆက်ရောက်ပြီဆိုတော့လုတ်အားမပေးခင်မှာအရင်ဆုံးဝါဒီဆဲပါမယ်စုကောင်လေးရဲ့အတော်တွေသူတို့ကိုယ်တိုင်ချက်ထားတဲ့အုံတို့ခောက်ဆွဲပေါ့နော်အရန်စားကောင်းတယ်ကြော်ရဘဲဦးရပဲသွေးတွေရောအစုံပဲပေါ့နော်စုကတော့အများကြီးဆွဲခဲ့ပါတယ်လုတ်အားမပေးခင်မှာအားရှိနေဖို့လိုရလေအဲ့တော့မနှက်စာလေးစားလိုက်တယ်ဘာပါလဲဘာပါလဲဆိုတော့သုံးမဲဘာတော့လဲကျန်နေကစားတင်တဲ့နေစွမ်းကမှာဖုံဖုံကြောင်းနော်နော်ကျန်နေကစားတင်မှုတော့တကုံကိုကပြီးတော့ဆိုရီဒီဖျားနိကစားတင်မှုအတွက်လိုတဲ့ပစ္စည်းလေးတွေကိုလူကြီးတွေကိုဝိုင်းကူလုပ်ပါတယ်ဖျားကိုနိကစားတင်မှာဒီဖျားလေးကကြတော့သူတို့မိသားစုရဲ့ဒီဖိုးတွေဖွားတွေလက်ထက်ထဲကကိုးကွယ်ခဲ့တဲ့ဖျားလေးပေါ့နော်အခုကလည်းဖိုးတွေဖွားတွေကလည်းမရှိတော့ဘူးဆိုတော့ဒီဖျားနဲ့ဖျားเจ้าဆောင်တွေကိုဖုံကြီးเจ้าကိုလှူလိုက်တဲ့သဘောပေါ့နော်ဒီမန်းထုတယ်လေအဲ့တော့ဆိုတော့ဒီဖျားနိကစားတင်မှုအတွက်လိုအပ်တဲ့ဘာတော့ရဒီစက်ချပဲခွတ်တယ်ပေါ့ရပန်းတို့တတိပွဲတို့ပြီးသွားလို့ရှိရင်အဲ့လိုရေစက်ခွတ်တို့ဘာတို့ပေါ့နော်လူကြီးလိုအပ်တဲ့အားလေးကိုဝိုင်းပြီးတော့ကူညီလုပ်ပေးနေရပါအလုံးနေကြလူပြတော့လူပြတော့လူပြတော့ကန်လာအခုဆိုရင်စုကောင်လေးရဲ့စက်ယုံကပေါ့နော်ဝန်ထမ်းတွေလည်းရောက်လာပြီအဲ့တော့လမောင်းစောနော်ခုကြည့်ပဲဒီမှာပြရမယ်ဘာမင်းသားဖြစ်နေလူတွေကအကုန်လက်ခံတယ်ကိုယ်ကမဟုတ်ပါဘူးအခုကတော့ဖုံဖုံနေရဖျားနိကစားတင်နေပေါ့နော်ပြီးသွားလို့ရှိရင်ဘာဆိုတင်ငန်းကတ်မယ်ပြီးရင်တရားနာမယ်ပြီးရင်တော့နောက်ဆုံးမှာတော့ရွှေမုံကိုကျင်းမှာဖြစ်ပါတယ်နာမရူပနိရောဓသေဘာရနိရောဓယနာနိရောဓဘာသာနိရောဓဆောက်ရေစက်ချအခမ်းအနားမှာလှူတာက38ကလေးဆိုဘယ်လောက်တော့ရှိလဲ54ကလေးလက်ဖက်တိုင်းလက်ဦးလေးတွေခြေရအရှင်ဖရာ3ပါး3ပါးဒီလိုကြကြရโอ้အခုကမုံနီကိုစွန့်ကပ်ဖို့အတွက်စွန်းစားဆောင်သွားနေရပေါ့နော်အခုကမြင်တဲ့အတိုင်းပဲကတ်မဲ့စွန်းဟင်းတွေကိုဒီလိုမျိုးလေးကိုရိုင်းကိုကြကတ်လူနဲ့ပုံစံမျိုးပေါ့နော်စုနေဘက်မှာလည်းဒီလိုပုံစံမျိုးပဲပေါ့နော်နေရအဲ့လိုစွန်းလောင်းတဲ့ဒလီလေးတောင်တတိယအမိရယ်လူရတောင်းတယ်ဒီဖုံဖုံเจ้าကလေဒီလောက်တန်ဃာတွေများမယ်လို့မထင်ထားမိဘူးပေါ့နော်တန်ဃာတော်တွေတော်တော်လေးများပါတယ်ဒါအရင်ကောင်းတဲ့လက္ခဏာတစ်ခုပေါ့နော်အခုချိန်ထိဖခင်ရဲ့တသနာကိုစောင့်ရှောက်ကြတဲ့ဒီလိုမျိုးတန်ဃာတွေယဟန်တွေများတယ်ဆိုတာကောင်းတဲ့လက္ခဏာတစ်ခုပေါ့နော်အဲ့အတွက်လည်းဒီလိုမျိုးနေစွမ်းကိုကိုရိုင်းကိုကြကတ်လူပင်ရတဲ့အတွက်လည်းအရင်ကြည်နှံ့မိပါတယ်ဘာနတ္တာသံဃာတော်အားလူတန်းပါဤအခုကတော့နေ့လည်စာစားမယ့်အချိန်ရောက်ပါပြီဒါတော့သူတို့အခုနေ့လည်စာစားမယ့်နေရာလေးပေါ့နော်ဘုံဘုံနေလည်းစွန့်ကပ်ပြီးပြီဆိုတော့အခုကနေ့လည်စာစားကြပါပြီဟုတ်ပြီလားဟုတ်ပြီနေ့လည်စာစားပြီးတော့သူတို့ဘုံဘုံကျောင်းရဲ့အထက်မှာရှိတဲ့ဒီငကေယုံဖျားတို့ဒီရေကန်တို့ရှိရဲ့ဘက်တွေကိုရှောက်ပြီးတော့ကြည်ပါတယ်ပြီးတော့ပြန်လာတော့သူတို့အချိုပွဲစားကြတယ်အချိုပွဲအနေနဲ့ကပေါ့နော်ဆင်မလိုက်ဘက်ကနေရေကဲမှုဝယ်လာဆိုတော့စိတ်ယုံကဝင်းနှန်းနေတဲ့အတူတူရေကဲမှုပြပြကြီးစားကြတယ်ပေါ့နော်
ကဲမနက်ခရီးကနေပြီးတောက်လျှောက်စားလာလိုက်တာတစ်နေ့လုံးပေါ့နော်အခုကတော့ဖုန်းကြောင်နေပြန်ပါပြီအပြန်လမ်းမှာတော့တောက်လျှောက်စုကအိတ်ပျော်ပျော်လိုက်လာပါတယ်ဒါလေးကတော့စုရဲ့တရက်တာသူများအလှကိုသွားပြီးတော့လိုအားပေးနေစားခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်နောက် blog တွေမှာပြန်တွေ့မယ်နော် bye bye